Mobile Legend ချစ်တဲ့သူအားလုံးဒါရချမ်းပါပြီးဘေးကင်းတဲ့နေလေးဖြစ်ကြပါစေလို့ဆန္ဒမွန်ပြရင်ဗီဒီယိုလေးကိုအစပြုပြရစေ။ NRD Season Skin ဖြစ်တဲ့ Mia နဲ့ Florin Skin တွေရဲ့ Free Ticket လည်းရောက်လာပြီ။ထွက်လာသမျှ Skin တိုင်းလိုလိုက Intro Animation မှာလှကြတာများတယ်ဆိုပေမဲ့ In-game Skin ဖက်တွေမှာတော့လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်လို့မြင်မိတယ်။ Mia ရဲ့ Skin မှာတော့ Skin 2 နဲ့ Ultimate ကထင်သာမြင်သာလေး Skin ဖက်လှတယ်လို့မြင်မိပါတယ်။အဓိကကတော့ Ultimate Scale ကတော်တော်လေးကိုလှတာပါ Guardian Angel ပေါ်လာတဲ့အချိန်မျိုးမှာပိုကြီးထားပြီးတော့ Screen ဖက်မှာကြာထည့်ပေးထားတာမျိုးဆိုရင်ပိုပြီးတော့မိုက်မယ်လို့တော့ကျွန်တော်ကိုယ်ပိုင်အမြင်သုံးသပ်မိပါတယ်။ Internet Season Short ထဲမှာတော့ Skin တစ်ကောင်ချင်းစီတိုင်းကို coin 1200နဲ့လဲဝယ်ယူနိုင်တယ်လို့ Record ချက်ပုံနဲ့ Daily Notification တွေကိုလည်း coin 300 400 225အသီးသီးနဲ့ဝယ်ယူနိုင်ပါသေးတယ်။ Free Ticket 29ချိန်ရဖို့ကတော့စိန်250ထည့်ရမယ်စိန်253မှာအပြည့်ရရှိမှာဖြစ်ပါတယ်ခက်မှန်းကြီးတစ်ချိန်ကို10 coin လောက်ပဲရတာမို့အချိန်100ကျော်လှည့်နိုင်မှသာ Skin တောင်ကိုပိုင်ဆိုင်နိုင်မှုများပါတယ်ပထမဆုံး10ချိန်အတွင်းမှာတော့ဘောင်နဲ့ Record အပြင် Skin လည်းပေါက်နိုင်ပါသေးတယ်ဒါကလည်းပေါက်နိုင်ခြင်း 0.08 ရာခိုင်နှုန်းဆိုတော့မပေါက်ဘူးလို့ပြောတာနဲ့အတူတူပါပဲကျွန်တော်ဆိုရင်အကျဉ်းရေး30ကြိမ်လှည့်လိုက်တာမှာ coin 320ရတယ် first stand တော့မှာတော့ support နဲ့ elimination အဖက်တွေရရှိထားတာဆိုတော့စိုးတော့မစိုးဘူးလို့ပြောလို့ရတယ်လှည့်တင်လားဆိုရင်တော့ကိုယ့်ရဲ့ favorite hero ဆိုရင်တော့လှည့်ဖို့အကြံပေးပါတယ်လှည့်တင်တဲ့အကြောင်းရင်းကတော့ကိုယ်ပိုင် internet season skin တစ်ကောင်ဖြစ်တဲ့ Mia နဲ့ Florin အပြင်ကြံနဲ့ basket မှမပါဝင်တာကြောင့်ပါကျွန်တော်ကတော့ free ticket 2ကြိမ်လာတာကိုသုံးပြီးတော့ချက်ပေါင်နဲ့ဒါမှမဟုတ် recall လေးပဲယူမှာဖြစ်ပါတယ်အားလုံးအတွက်ဒီ Mobile Legend က game တစ်ခုတည်းမဟုတ်ဘူးဆိုတာကိုသိစေချင်ပါတယ်။စော့ရုံလေးတစ်နေ့တစ်ပွဲနှစ်ပွဲစော့တာမျိုးဆိုရင်တော့အကြောင်းမဟုတ်ပေမဲ့ဒီ game ကိုတစ်နေ့4-5ပွဲစော့နေတာမျိုးဆိုရင်တော့ကိုယ့်အတွက်ဒီ game ကနေအကျိုးတစ်ခုခုရှိအောင်လုပ်ကြဖို့တိုက်တွန်းအကြံပေးပါတယ်။အင်္ဂလိပ်ဘာသာစကားနည်းငယ်လေ့လာတာမျိုးလဲလုပ်လို့ရတာမို့ကိုယ့်အတွက်ရေရှည်လဲဖြစ်တယ်လို့ဘဝအတွက်တော်တော်လေးအသုံးဝင်မှာဖြစ်ပါတယ်။ Mia ရဲ့ဒီ skin တွေက voice line တစ်ခုမှဆိုရင်မြန်မာတွေရဲ့စကားပုံတစ်ခုနဲ့တော်လေးစင်တူတာကိုတွေ့ရတယ် Storms come and go but spring's arrow remains true မုန်တိုင်းပြီးရင်လေပြေလာမယ်ဆိုတဲ့စကားပုံဖြစ်ပါတယ်သူပြောတဲ့စကားကိုတိုက်ရိုက်ဘာသာပြန်ရရင်တော့မုန်တိုင်းတိုက်ပြီးပျောက်သွားပြီမဲ့ตาယာငြိမ်ညောင်းတဲ့မြားတွေကတော့အမှန်ကန်တည်မြဲစွာရှိနေမှာပါဆိုပြီးဖြစ်တယ်အကျယ်ချက်ပြီးအများကြီးပြောလို့ရပါသေးတယ်အစင်မပြေမှုခက်ခဲမှုကြမ်းတမ်းမှုတွေနဲ့အရှုံးတွေကြုံပြီးရင်ตาယာပျော်ရွှင်ပွဲနှစ်လိုပဲကောင်းတဲ့အရာတွေနဲ့အောင်မြင်မှုတွေလည်းဘဝမှာပိုင်ဆိုင်နိုင်သေးတယ်ဆိုတာပါဘဝကိုအရှုံးမပေးဘဲတစ်စင့်ကျင်းတလန်းချင်းစီစူးစမ်းကြဖို့တိုက်တွန်းတဲ့စကားအမျိုးအစားကိုလည်းတွေ့ရတယ်ဒီဂိမ်းကတိုက်တဲ့ခိုက်တဲ့ဂိမ်းဖြစ်တာမို့တခြားပြိုင်ဘက်ကိုမနာလိုမှုအမုန်းတရားတွေနဲ့မခံမရက်စေနိုင်တဲ့စကားတွေမတိတတိနဲ့ခနဲ့တဲ့စကားအမျိုးအစားအများစုပါဝင်နေတယ်ကောင်းတဲ့စကားတွေလည်းအများကြီးပါဝင်နေတာမို့နောက်ဗီဒီယိုမှာအားလုံးကြိုက်ကြတဲ့ချောင်ရဲ့ skin တွေတဲကလေ့လာဖို့ကောင်းတဲ့ voice line အချို့ကို share လုပ်ပေးပါအောင်မယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘေးကင်းချမ်းသာပြီးတော့ကန်ထုကန်ကောင်းတဲ့နေလေးပိုင်ဆိုင်ရရှိနိုင်ကြပါစေ追击吧，三撇多么。